ဆောက်ကြည့်လို့ရပါတယ် ရဟန်းတွေအနေနဲ့ဖုန်းကြီးเจ้าမှာမအိပ်ပဲမျိုးသမီးတွေရှိတဲ့အိမ်မှာစောင့်ရှောက်တဲ့သဘောမျိုးနဲ့အိပ်တာတင့်တော်ပါသလားဖေဟာလို့မေးထားပါတယ်ဖေဟာ စောင့်ရှောက်တဲ့သဘောဆိုတာကအမျိုးသမီးကိုစောင့်ရှောက်တာလားမသိဘူးအိမ်ကိုစောင့်ရှောက်တာလားမစောင့်ရှောက်တယ်လည်းမသိဘူးပေါ့နော်ရဟန်းတော်ဒီမှာကသဟတေယအာဘက်ဆိုတာရှိတယ်လေတမိုးတရံတဲ့အောက်မှာအမျိုးသမီးနဲ့အတူတူမအိပ်ရဆိုတဲ့ဥပဒေအရှိပြီးသားလေနော်အဲ့တော့နှစ်ထပ်တိုက်ဖြစ်နေပါစေလေနော်နှစ်ထပ်တိုက်ဖြစ်နေပါစေဘုန်းကြီးကအပေါ်ထပ်မှာအိပ်တယ်မျိုးသမီးကအောက်ထပ်မှာအိပ်တယ်မရဘူးလေအခုဒီကရေထုံးလို့ဒီမှာဂျင်းပုံစံမျိုးပေါ့အဲ့ဒါဒီအပေါ်ထပ်မှာဘုန်းကြီးနေမှာအောက်ထပ်မှာမျိုးသမီးနေမှာဆိုရင်အပေါက်ကတစ်ခုတည်းပဲလေအပေါက်ကတစ်ခုတည်းပဲဖြစ်တဲ့အခါကျတော့ဒါသဟတေယလို့တော့ခေါ်တယ်နော်သဟတေယခေါ်တယ်ဒီနေ့ကိုကွန်ဒိုတွေပါတယ်ဆိုလို့ရှိရင်ဓာတ်လေကဒီတစ်ခုပဲလေဘယ်အထက်မှာပဲနေနေဒီဓာတ်လေကပဲဆင်းရတာပဲဆိုတော့ကြောင့်လှေကားတစ်ခုတည်းအပေါက်ကတစ်ခုတည်းဖြစ်တဲ့အတွက်ကြောင့်ဘယ်အထက်မှာပဲနေနေအဘက်ကမလွတ်ပါဘူးအဲကြောင့်ရဟန်းတစ်ပါးအနေနဲ့ကလူမရှိတဲ့အိမ်ဆိုရင်ရတယ်ဟိုအိမ်မှာမနေကောင်းဘူးလို့တော့မရှိဘူးအိမ်မှာတဲခိုလို့ရပါတယ်ဒါပေမဲ့အမျိုးသမီးရှိတဲ့အိမ်မှာကြောခင်းပြီးတော့မအိပ်ရအောင်ငုတ်တုတ်ထိုင်ပြီးနေနိုင်တော့နေလို့ပေါ့နော်ဒါလည်းအမျိုးသမီးကလည်းတယောက်တည်းဆိုတော့ဘယ်ကောင်းမလဲနော်အမျိုးသားတော့ရှိတဲ့နာပေါ့အဲ့တော့တမိုးတရံတဲ့အောက်မှာဟိုနေဝင်တာနဲ့မအိပ်ရဘူးဆိုတဲ့ဥပဒေရှိတယ်မိုးကဟိုတညာလုံးအိမ်မှာမဟုတ်ဘူးမိုးချုပ်တာနဲ့လုံးဝကြောမခင်းရတော့တာကြောခင်းတာနဲ့ကိုသူကအာဘက်တက်တာအထင်ကတိသူရိယေလို့စာထဲမှာသုံးတယ်အဲ့တော့ကြောခင်းလိုက်တာနဲ့ကိုပဲအဲ့ဒီဘုန်းကြီးအာဘက်တက်သွားပြီအဲကြောင့်ဟိုနေခင်းဘက်ကိုကြောခင်းလို့ရပြီမဲ့နေဝင်ပြီဆိုတာနဲ့ငုတ်တုတ်ထထိုင်ရမှာသူကအဲကြောင့်အမျိုးသမီးရှိတဲ့အိမ်တွေမှာတဲရင်တဲကျင်တယ်တဲမယ်ဆိုရင်တော့ထိုင်ပြီးအိတ်ကျင်ရမယ်လို့နော်ငါးပါးတီလာထဲမှာကာမေတုမိစ္ဆာစာရာဝေရမဏိတိခါဗရံတမာတိယာမိနေရာမှာအပိမစရိယာဝေရမဏိတိခါဗရံတမာတိယာမိတီလာကိုထဲသွင်းစောက်တည်လို့ရပါသလားဖေဟာအပိမစရိယာဝေရမဏိတိခါဗရံတမာတိယာမိတီလာရဲ့အကြောင်းကိုဖြေကြားပြီးတော်မူပါဖေဟာလို့မေးထားပါတယ်ဖေဟာရတယ်လေဒါကောမာရဆိုတာတီလာဆိုတာရှိတယ်လေနော်ဒါစောက်တည်လို့ရပါတယ်ကာမေတုမိစ္ဆာစာရာဆိုတာကတော့ဒါအိမ်ထောင်ရှင်တွေအနေနဲ့ကြတော့ကိုယ့်အမျိုးသမီးနဲ့ကိုယ့်ယောက်ျားနဲ့ကိုနေလို့ရတယ်လေတခြားအမျိုးသားအမျိုးသမီးတွေနဲ့မလွန်ကျူးကောင်းတာလေအဲ့တော့အပ္ပမစရိယာဆိုလို့ရှိရင်တော့ဘယ်သူနဲ့မှဖောက်ပြန်လို့မရတော့ဘူးလွန်ကျူးလို့မရတော့ကိုယ့်အိမ်ထောင်ရှင်အိမ်ထောင်မအိမ်ထောင်ရှင်မအနေနဲ့လည်းလွန်ကျူးလို့မရတော့အဲ့တော့ဒါကတော့မြတ်သားဘုရားလူပြိုတွေအပြိုတွေအစဉ်ပြေတယ်ပေါ့နော်လူပြိုတွေဆိုလို့ရှိရင်ဒါဒီကောမာရဗြဟ္မစရိယာတီလာလို့ခေါ်တာပေါ့နော်ကောမာရဗြဟ္မစရိယာတီလာဆောက်တည်လို့ရတယ်အဲ့တော့ရှေ့တုန်းကဆိုလို့ရှိရင်တော့ဟိုအာဇီဝထမကတီလာဆိုတာစောက်တည်လေးရှိတယ်ဒီနေ့ခေတ်တော့တိတ်မစောက်တည်ကြတော့ဘူးဒါကတော့အာဇီဝထမကတီလာဆိုတာကတော့ဒုစရိုက်နော်ချောင်းကျင်တာကိုပြောတာလေဒုစရိုက်နဲ့မိစ္ဆာဇီဝပေါ့ဟိုကာယဒုစရိုက်၃ပါး